TikTok ချက်ပေါက်မှာကိုယ့်ပါတနာကဘဒူတွေနဲ့စကားပြောထားလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်ဒီ setting လေးကိုလိုက်လုပ်ထားပါအရင်ဦးဆုံးတော့ profile နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ညာဖက်ဘောတော့တောင်းကမြင်း၃ချောင်းနဲ့ပြီးသွားရင် setting and privacy တဲ့ဝင်ဒီအောက်နားလေးက have center တဲ့ကိုတစ်ချက်ဝင်လိုက်ပါပြီးသွားပြီဆိုရင်ဒီမှာ account recovery ဆိုတာလေးအပေါ်မှာရှိရဲတစ်ချက်နှိပ်လိုက်ပါပြီးဒီနားလေးမှာကဖုန်းနံပါတ်ဖြစ်ဖြစ်ပေါ့နော်တစ်ဖက်တူရဲ့ဖုန်းနံပါတ်ဒီ TikTok ဖွင့်လာတဲ့ဖုန်းနံပါတ်ဖြစ်ဖြစ်ဒါ email ဖြစ်ဖြစ်ပေါ့နော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒါ email ဆိုလို့ရှိရင်လည်း email ကိုတစ်ချက်နှိပ်လိုက်ပြီးသွားရင်ဒီမှာကုတ်နံပါတ်6လုံးပေါ့နော်တစ်ဖက်တူရဲ့ဖုန်းထဲမှာဒီကုတ်လေးကြာနေလိမ့်မယ်ကုတ်6လုံးကိုဒီမှာရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ account link ချိတ်ပြီးသားဖြစ်သွားပါပြီ